ဆိုရင်တစ်ဆက်သေးမှာပဲကျွန်တော်တို့အိမ်လေးကိုလိုက်ပြမယ်နော်ဒါအိမ်ဝင်ပေါက်ဒီမှာရှေ့မှာဒါအဖီ9ပေခွဲထုတ်ပေးထားတယ်ဒါဒီမှာလဲသူတို့ထိုင်နေလဲထိုင်လို့ရအောင်ပြီးတော့ခုနမီးဘူးပါညာလဲဒီမှာလဲတိုက်လို့ရတိုက်ရှင်လဲတိုက်လို့ရအောင်လာပြီးတော့ပစ္စည်းတွေထည့်လဲလာရွေးနေဒီပေါ်တင်လို့ရအောင်ပြီးတော့ဒီထဲမှာဒါဝင်ချင်းမှာဒါဧကန်ကဒါဒီမှာဆိုရင်ဒါဖျားကျောင်းဆောင်ရှိမယ်ဖျားကျောင်းဆောင်မှာဆိုလဲဒါတေချာတက်ပယ်လေးနဲ့ခုနလှုပ်ထားတယ်ဆိုတာကိုပြောပြီးသွားပြီမောင်နှမ2ယောက်တကယ်ကိုဝမ်းမန်းတာဖြစ်ရပါတယ်ဧကန်ဆိုရင်ဒါဆရာကြီးဧကန်အခြေဘယ်လောက်ရှိလဲဧကန်10ပေပတ်လေ10ပေပတ်လေတော့နှစ်ခုပါ16ပေ16ပေ10ပေ16ပေဧကန်အခြေရှိမယ်ပြီးဝင်ချင်းမှာဒီမှာမီးဘုတ်ခုံတွေရှိမယ်တေချာလေးလုပ်ပေးထားတယ်ပြီးရင်ဒီဘက်မှာဒါဒီဘက်ကတော့နေရာကျဲတဲ့အတွက်ဧကန်မှာဆိုရင်ဒါရင်စည်းတယ်နော်ရင်စည်းနဲ့လုပ်ပေးထားတယ်ပြီးရင်ဧကန်နေဝင်ချင်းမှာဒီဘက်မှာဒါဧကန်နဲ့လည်းအပေါက်ကိုလွှဲထားပေးရနော်နောက်ဖေးပေါက်ကိုလွှဲထားပေးတဲ့ဒဲမဟုတ်ဘူးဒဲမဟုတ်ဘူးဒီဘက်ကနေသွားရင်လည်းဒီဘက်မှာနောက်မှာအကျယ်ရှိသေးတယ်ဗျာဒီမှာနော်အကျယ်ရှိသေးတယ်လုံးဝအကျယ်နော်ဟောအပေါ်မှာမီးရှိမယ်ပြီးရင်ဒါဧကန်လေးကိုဒီဘက်ကနေလှမ်းမြင်ရတဲ့အနေထားပြီးရတယ်ဒီဘက်မှာအိတ်ခမ်းလည်းဒီမှာအိတ်ခမ်းရှိမယ်ဒီမှာတကားပေါက်ရှိမယ်ဗရင်းပေါက်ရှိမယ်ပြီးရင်အပေါ်မှာ18ဝက်မီလုံးတစ်လုံးရှိမယ်ပြီးရင်ဒီမှာ socket ရှိမယ်ပြီးရင်အာသွင်းဖို့အပေါက်တွေရှိမယ်ပြီးရင်ဒီအထွက်မှာဒါတကားလေးပေါ့နော်ဒီတကားခန်းကားပေးဖို့ပြီးရင်ဒီဘက်ဘေးကဲရမှာတခန်းရှိမယ်ဒီတခန်းမှာလည်းဒီမှာ18ဝက်မီးရှိတယ်ပြီးရင်ဒီမှာထုံးတဲ့အတိုင်းပဲ socket ရှိမယ်အာသွင်းဖို့ရှိမယ်ပြီးရင်ဒီမှာဒါဆိုရင်ဒါလမ်းနဲ့တူသွားပါဘောနော်လမ်းကိုပေါက်ထားပြီးတော့တခါလေးလင်းထင်းလေးဖြစ်အောင်လို့ရင်းပေါက်လေးရှိမယ်အဲ့ဒါပြီးရင်ဒီကနေထွက်တာနဲ့ဖျားခန်းနေပြီးတော့ဧကန်ကိုပြန်ထွက်မယ်ဧကန်ပြန်ထွက်ပြီးရင်ဟောဖျားခန်းမှာဒီမှာ socket ဆိုရင်မေးကြနေခဲ့ဖြစ်မှာဆိုလို့နော်ဖျားမီ socket ဖျားမီလည်းတခါလေးတက်ပေးထားတယ်အကုန်လုပ်ပေးထားတယ်နော်ဖျားမီပူဇော်ဖို့လည်းတခါလေးဒီမှာယာရီလည်းအကုန်အဲ့လိုတသက်ရက်တွေလိုက်ပေးထားတယ်ပြီးတော့ဒီဘက်လာမယ်ဒီဘက်ကနေဒီဘက်ဆိုရင်ဒီဘက်မှာဒါရှေ့ဆွဲပြီးဘေးဆွဲရှိမယ်ဒါဘေးဆွဲဒီကနေလာတယ်ရက်လာဒီမှာ18ဝက်ဒီမှာတစ်လုံးရှိမယ်အဲ့ဒါကိုဖွင့်ပိတ်မီးတွေကဒီမှာရှိမယ်နော်ဒီကလည်းဒီမှာဒီအရာကြီးလည်းအကုန်လုံးကျွန်တော်တို့အင်္ဂလိပ်ခင်းပေးထားတယ်ဒါဘေးကဆွဲထုတ်ပြီးတော့ဒီမှာအင်တာလည်းတေချာကြီးလုပ်ပေးထားတယ်မီးတွေလည်းတက်ပြီးကျိုးတွေလည်းပြေးပြီးပြီအကုန်လုံးလုပ်ပေးပြီးပါပြီခင်ဗျာကဲတော့ဒီနေ့ကတော့ဒါဒေါ်ဘူးတူအိမ်ကိုအပ်တာပြီးစီးပါပြီခင်ဗျာကျေးဇူးများတင်ပါတယ်ကဲဒေါ်ဘူးတူကကျွေးတာပါတဲ့ဒေါ်ဘူးတူတို့စေတနာပေါ့ပြန်ပြီးတော့ကျွေးတဲ့စေတနာလေးပါနှစ်ဖူးပြောက်ထားတယ်တော့ဘာလို့ဘုံကြီးတို့ကတော့ပွဲတိုင်းကြော်နေပါပြီနှစ်ဖူးပြောက်တယ်ဟိုရှေ့ကထင်ရဆရာကြီးကတော့လောကကားတရားစားလို့ကုန်ပြီလို့သူကစားနေရမင်းလာလဲတက်ကြကြရှိပါစေဒီထဲမှာဆရာသူစမ်းနိုင်ပါဆရာကြီးကလည်းတော်လေလိုက်မယ်ဆိုတာကြီးပဲဒီကားဆရာကြီးကတော့ပြီးခဲ့တဲ့ခေါက်ကသူကမသိလို့တဲ့အခုဒီကောက်သိသွားတော့ကျွန်တော်ကားကိုအလကားလိုက်ပြီးတယ်စီဘိုးလေးပဲထည့်ပေးပါဆိုစီဘိုးလေးပဲထည့်ပေးလိုက်ပါတယ်ဟုတ်ပါဗျာကျေးဇူးပါဆရာကြီးပြည့်သုံးဆောင်ပြည့်မင်းတို့တမန်မကြိုက်ဘူးလားဒီပြန်စားရကြောက်တက်ကြည့်တဲ့လူလေအဲ့ဘက်မှာဟင်းရှိရနော်မင်းလို့တော့မှာ sorry ပါဒီနေ့ဒီနေ့ရေဦးကြရတာပြရမှာမဟုတ်ဒါပေမဲ့ထဲမနိုင်နဲ့အပီဒါဒေါ်ဘူးတူနော်ဒီနေ့ဝစ်စော်ကားလေးနဲ့ကျွေးတာဒီကသုံးလေးပြေတော့တန်းနေတာဒီမှာရောက်လာဝလာလုံးပဲလားနောက်ပါရဟလားမောတူဖိနိုင်ကို
တော်ဘူးလေသမင်းလို့နေတယ်ငါတက်တာတော့ရဲငနီကျူကျော်ရဲကြက်သားချက်ရဲကြက်သားမြစ်ချင်းရဲကြက်တီးမဲ့ရဲမဒီနဲ့ခုံလေးတစ်ခုံလောက်ငါတို့လေဟိုကျန်လေးမှာဆိုလို့ကိုอ่ะ ကြော်ကြီးရေမောင်းလို့သေးတယ်ဘာကြီးမောင်းပေးရောဟဲ့လိုက်မယ်ဟဲ့ ကျဲပဲတော့ကကျဲပဲကြာကြီးလို့မင်းလိုက်ပါအောင်ရှယ်လားမရှယ်လား ဟာကျဲတယ်ကောင်းပါလေ အားနာလို့မပြောနဲ့ ဟာအဲ့ဒါလို့ပြောတာမဟုတ်ပါဘူးတကယ်ကောင်းပါလေ ဟိုဘက်ကသားမိ3ယောက်ကလည်းအမင်းကျွေးမှမှန်တိလို့ကိုတက်လာတယ်ဆိုတော့ကျွန်တော်တိနေပေမဲ့လည်းလူတွေချမ်းမှာရှက်မှာဆိုလို့မပြောတော့ပါဘူး သားမတက်ပြောပါ ဒါကြီးကတော့ကျွန်တော်တို့ရဲ့ဟုတ်တယ်ဟောကျွန်တော်ဆရာကြီးထမင်းစားရတော့မယ်ဆိုမှကားလေးထွက်မှာဆိုတော့ဆရာကြီးကိုလိုက်ရိုက်ပေးရတော့ကဲချက်ပြုတ်ပေးတဲ့လူတွေပါပဲခင်ဗျာ မင်းသားတွေမှာကျက်လေးချင်းချက် သမင်းတယ်ဟဲ့သမင်း ချက်ခချင်းချက်လေး သမင်းတယ် ကဲလိုက်ပွဲလေ လိုက်ပွဲတယ်ရတော့ လိုက်ပွဲဟဲ့